မားတဲ့နေရာလဲမားမင်းဆိုင်လို့ပြောစရာကောင်းပါလေဟိုရောက်တယောက်တက်နေမိရတယ်ရှိတယ်ဆိုတော့သူကတော်တော်အဆင်ပြေတယ်ကျွန်တော်တော့လဲလိုက်ရတာတောက်ွက်ကလေးတွေကကြတော့ကျွန်တော်တို့ဒီချိုးစစ်တွေကကျွန်တော်ကနေကြမဟုတ်တော့လေဒါလေးတွေတော့တတိထားပြီးတော့လောက်ရတာပေါ့အဓိကတော့ရာမြန်မာကပြည့်တော့ကျွန်တော်တို့အမားအရန်မားပါလဲစိုးတယ်ပေါ့နော်ဆိုတော့အမားနဲ့အောင်ပေါ့အဓိကတော့အကောင်းသားကြီးတော့မဟုတ်ပါဘူးဘယ်သူနေမိမှန်းတော့မှလည်းပြီးတော့ပါဘူးဘာလို့ကိုနေနဲ့များပါလေဦးကြီးတို့ကလည်းနည်းနည်းခြေတော့ခွင်ပြီးကားတယ်ကားဆိုတော့လေအဲ့လိုမျိုးနည်းနည်းကလန်ကလားတော့လည်းဖြစ်နေမှာရိုးနဲ့မမိုးတို့ကကြပေးဦးများတို့ဆိုပဲပေးဦးတော်မို့ဘယ်လာရှိတဲ့တွေ့ကြာပြီ ကျွန်တော်တို့ဘာမှမရဲ့ပြောကြလို့ကင်ချင်းနေအောင်ကိုဘကသမားလည်းမဖြစ်အောင်ကိုရောက်နောက်လေးရမဖြစ်အောင်တော့ကောင်းတွေးစားစိတ်ကူကြသူကြမရှိပါဘူးကိုကဟိုလိုဆိုပဲခေါ်ပြီးပါဟုတ်ကဲ့ဒီရွှေရိုးနဲ့မော်ရီရဲ့ဘို့တယ်ဆယ်ဒီရွှေရိုးနဲ့မော်ရီ ဒီရိုးမှာကားတဲ့ဟာဖြစ်နေတော့ကျွန်တော်လေ့ကျင့်တဲ့ဟာလေးတွေပေါ့လေ့ကျင့်တဲ့ဟာလေးဆိုလည်းမားတဲ့နေရာလဲမားမင်းဆိုင်လို့ပြောစရာကောင်းပါလေရောက်တယောက်တက်နေမိရတယ်ရှိတယ်ဆိုတော့ဘယ်လိုကောမလဲဒီလိုပါပဲကျွန်တော်တို့ကဒီပရီမာတော့နည်းနည်းလေးပြင်မခံလာတဲ့ကားလို့ပြောလို့ရပါဒီကားလေးကြည့်ရတယ်ကျွန်တော်တော့လဲလိုက်ရတာလက်ကျင်းလည်းလေးကျင်းလိုက်ရတယ်ခင်ဗျာလက်ကျင်းလည်းလေးကျင်းလိုက်ရတယ်လေးကျင်းလာတော့အချိန်ကြီးရတော့များတယ်အချိန်ကြီးရတော့များတယ်ဟိုဟာသူတရက်တည်းမှလည်းတော့ရှောက်များဟုတ်တယ်ဟိုနဲ့ကျွန်တော်3နဲ့4ချိန်မြောက်လောက်ဆိုတော့အဆင်ပြေသွားတယ်တူနော်ပထမဆုံးနေ့ကတော့ကျွန်တော်ကဒီအဓိကတော့လူပေါ့ကျွန်တော်လူလေးခံရတာပေါ့နောက်တစ်ခုကကျတော့တောက်ွက်ကလေးတွေကကျတော့ကျွန်တော်တို့ဒီချိုးစစ်တွေကကျွန်တော်ကနေကြမဟုတ်တော့လေဒါလေးတွေတော့တတိထားပြီးတော့လောက်ရတာပေါ့အဓိကတော့ရာမြန်မာကပြည့်တော့ကျွန်တော်တို့အမားအရန်မားပါလဲစိုးတယ်ပေါ့နော်ဆိုတော့အမားနဲ့အောင်ပေါ့အဓိကတော့အကောင်းသားကြီးတော့မဟုတ်ပါဘူးဘယ်သူနေမိမှန်းတော့မှလည်းပြီးတော့ပါဘူးဘာလို့ကိုနေနဲ့များပါလေတက်ကလည်းငယ်တဲ့ဒီမှာလာသမျှမြင်စရာလေးပဲမြင်စရာလေးနဲ့ကိုလိုက်ကနေစောင့်ပတ်ပြီးကနေကြပါတော့တကယ်လက်တွေ့ရတော့အခုမှကာပြတာချင်းအရင်ရရှိနေတာတော့ပဲဒီမှာကကနေမှာခွေရဦးကြီးတို့ကလည်းနည်းနည်းခြေတော့ခွင်ပြီးကားတယ်ကားဆိုတော့လေအဲ့လိုမျိုးနည်းနည်းကလန်ကလားတော့လည်းဖြစ်နေမှာယူယူနဲ့မမိုးတို့ချစ်ကြတယ်ယူယူနဲ့မမိုးတို့ကကြတယ်တော့အဲမှာတော့မလွယ်ဘူးဒါပေမဲ့ဇက်သဘောရတော့အလွယ်တွေကိုရိုက်ထားတာဆိုတော့လေဇက်ထဲမှာတော့ပလော့ရတော့အလွယ်တွေများပါတယ်ဒီကတော့ပညာရေးရဘူးလုံးနဲ့ဒီနေ့နဲ့အနည်းပညာအလုပ်ကိုလေfocus တာပြီးတော့လုပ်တာတခုတော့အများကြီးတည်ပြီးမှပို့ပါတော့နော်။လက်ကငါသိမငြိမ်တဲ့ခါကျတော့လေ။အဲ့ဘာလို့အများကြီးပြောပါ့။ဒီကားလေးကတော့ဟာသကားတွေတဲကမှမတူအောင်ကျွန်တော်တို့တက်နေဆုံးပေါ့နော်။ကျွန်တော်တို့ဒီကောင်မတွေအားလုံးကြိုးစားထားတဲ့ကားလေးဖြစ်ပါတယ်။ရုံတင်တဲ့ခါကျရင်လည်းအကူကိုဖိတ်ခေါ်ပါတယ်။တက်လေပြောရအောင်။ဒီကိုတော့နေတာကတော့ဆိုမှတရားကားလေးလည်းဖြစ်တယ်။ကောင်းတယ်စူးစမ်းတာဖြစ်တဲ့အတွက်လည်းအပြစ်ချပါဘူး။ဒီစက်တော့နေကြရင်တမန်ကတော့မှယူပြီးတော့ဖိတ်ခေါ်ရှင်။